ဒီနေ့ biology ရဲ့ဘာသာအခွဲတွေပြောကြည့်အောင် biology မှာ main branches ဆိုအဓိကဘာသာအခွဲ၃ခုရှိပါတယ်တို့ကတော့ microbiology ရဲ့ botany ရဲ့ zoology ရဲ့ဆိုပြီး၃ခုရှိတယ်အဲ့တော့ microbiology ဆိုတာသူက micro ဆိုတဲ့စကားလုံးကသေးငယ်တာအလွန်သေးငယ်တာသူ့ရဲ့ဆန့်ကျင်ဘက်ကတော့ macro ပေါ့ I နေရာမှာ A ပြောင်းလိုက်ရင် macro ဆိုတာကြီးတာဟုတ်ဆိုတာအဲ့သူ definition ကတော့ study of microorganisms microorganism အလွန်သေးငယ်တဲ့တက်ရှိလေးတွေရဲ့တဘာဝလေ့လာတာ study လေ့လာတာကို microbiology လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ botany ပေါ့ botany ကတော့ study of plants အပင်တွေအကြောင်းလေ့လာတာ botany zoology တတိယ zoology ဆိုတာတော့ study of animals တတ္တဝါတွေအကြောင်းလေ့လာတာဒီနေရာမှာ animals ဆိုတာဒီ biology မှာ include humans လူအပါအဝင်ခွေးတွေဝက်တွေနွားတွေကြောင်တွေဖားတွေပေါ့နော်အားလုံးကိုခေါ်တာပါအင်္ဂလိပ်စာမှာတွေ့တဲ့ animals ကတော့ဒါလူမပါဘဲနဲ့ animals ဟိုအာဟိတလိဆန်ကိုရည်ညွှန်းတာပေါ့နော် biology မှာပါတဲ့ animals ကတော့ include humans ဆိုတာကိုသိထားရမယ်ပေါ့နော်အဲ့တော့ microbiology ဆိုတာကနံပါတ်1ဖြစ်တဲ့ microbiology ဆိုတာကသူက microorganism တွေအကြောင်းတွေလေ့လာတာအဲ့တော့ microorganism ဖြစ်တဲ့အတွက်အလွန်သေးငယ်တယ်သူတို့တာမန်မျက်စိနဲ့မမြင်ရဘူးမမြင်ရတဲ့ခါကျတော့ microscope နဲ့ကြည့်ပြီးတော့မှလေ့လာရတယ်ဒါကြောင့်မို့လို့လူသားတွေကဒီ1800စုလောက်မှာ microscope ကိုစထွင်နိုင်ခဲ့ပြီးနောက်ပိုင်းလူတွေဒီ microscope နဲ့လေ့လာရင်သုတေသနလုပ်ရင်တွေ့ရှိလာတဲ့အလွန်သေးငယ်တဲ့ microorganism တွေကိုလေ့လာတဲ့ဘာသာကို microbiology လို့ခေါ်ပါတယ်။ဥပမာဆိုရင် bacteria တွေ virus fungi နဲ့ protozoa တွေပေါ့နော်။အဲ့တော့ဒီ microorganism တွေဟာတာမန်မျက်စိနဲ့မမြင်အောင်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာပြန့်နှံ့နေတဲ့နေရာတော်တော်များများမှာရှိတယ်။လက်တွေမှာကတ်နေလေဒါကြောင့်ကလေးတွေကိုလက်ဆေးစားဖို့သမင်းစားကနေမှတတိပေးတယ်ဒါပေမဲ့ဟိုအကုန်လုံးကတော့ယောဂဖြစ်စေတာမဟုတ်ဘူးတချို့တော့ bacteria ဆိုရင်ဥလန်းကြောင့်မှဒါလူခန္ဓာကိုကျန်းမာရေးအကျိုးပြုတဲ့အကောင်တွေလည်းရှိတယ်။ virus တွေကတော့အားလုံးသိတဲ့အတိုင်း corona virus တို့ HIV virus တို့အစရှိတဲ့ပြင်ပေါ့နော်။လူတွေကိုအန္တရာယ်ဖြစ်စေတယ်ယောဂဖြစ်စေတယ်ကောင်းနေရှိတယ်အဲ့တော့ microbiologist ဆိုတဲ့ဒီအနုဇီဝဗေဒပညာရှင်တွေကသူတို့အကြောင်းကိုဘယ်လိုမျိုးပွားလဲဘယ်လိုရှင်သန်လဲပေါ့နော်အဲ့ဒါကိုသူတို့ microscope နဲ့လေ့လာတယ်မှတ်တမ်းတင်တယ်ပြီးတော့သူတို့ကြောင့်ယောဂတွေဖြစ်တယ်ဆိုရင်ယောဂမဖြစ်အောင်ကာဝဆေးတွေထုတ်တယ်ယောဂတွေဖြစ်ရင်ကုသတဲ့ဆေးဝါးတွေကိုထုတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒုတိယအဓိက biology ဘာသာက botany သူက study of plants အပင်တွေအကြောင်းကိုလေ့လာတာအဲ့တော့အပင်တွေဘယ်လိုကြီးထွားလဲဘယ်လိုမျိုးပွားလဲဘယ်လိုရှင်သန်လဲတက်ရှိချင်းချင်းမှာသူတို့ဘယ်လိုပြန်လဲမိခိုးလဲပြီးတော့ဒီ ecosystem ကဂေယဖွဲ့စည်းတွေမှာအပင်တွေအခန်းကဏ္ဍဘာလဲဒါကိုအသေးစိတ်လေ့လာတာအများသောဖြင့်အပင်တွေကအစိမ်းအောင်ရှိတဲ့အရွက်တွေရှိကြတယ်သူတို့ကဒီအောက်ကရေရယ်လေစုတွေကကာဗွန်ဒိုင်အောက်ဆိုက်နဲ့နေအောင်ကြီးကအလင်းကိုအသုံးပြုပြီးတော့သူ့ရဲ့အစိမ်းအောင်ရှိတဲ့အရွက်က chlorophyll ဆိုတဲ့ pigment အရောင်ရှယ်ပစ္စည်းတုံးပြီးတော့သူတို့အစာချက်နိုင်တယ်ပေါ့နော် photosynthesis လုပ်တယ်လို့ခေါ်တယ်အစာချက်ပြီးတော့အစာထုတ်လုပ်တဲ့အတွက်သူတို့ကို producer လို့လည်းခေါ်တယ် autotroph လို့လည်းခေါ်တယ်ဒီအပင်တွေရဲ့ဇီဝကမ္မဖြစ်စဉ်တွေနော်သူတို့ဘယ်လိုရှင်သန်လဲဘယ်လိုကြီးထွားလဲဘယ်လိုမျိုးပွားလဲပေါ့နော်အဲ့ဒါလူသားတွေအတွက်ဒီအစာထုတ်တဲ့နေရာမှာလည်းသုံးတယ်နောက်ကဆေးဝါးတွေအတွက်ကုသဖို့ယောဂတွေကုသဖို့ဆေးဝါးထုတ်တဲ့နေရာမှာလည်းအပင်တွေကိုဒါသုံးချတယ်နောက်တစ်ခုကတော့ zoology ဆိုတာတော့ study of animals ပေါ့အဲ့တော့တရားတွေအကြောင်းလေ့လာတာကို zoology လို့ခေါ်တယ်အဲ့တရားတွေရဲ့ဒီခန္ဓာကိုယ်ဒီစောပုံတွေဘယ်လိုရှိလဲသူတို့ရဲ့တစ်ခုချင်းရဲ့ structure function တွေကဘယ်လိုရှိလဲနောက်ပြီးတော့တရားမျိုးစားတွေကဘာတွေလဲဆိုမှာကြောရုံးမဲ့တရားတွေစင်းနေတဲ့တရားတွေကနေဟိုကြောရုံးရှိတရားတွေဒီတရားမျိုးလေ့လာတာကိုzoology လို့ခေါ်တယ်အဲ့တော့အစင်းမြင့်တဲ့တတ္တဝါတွေဆိုလို့ရင်ကြောရှိတတ္တဝါတွေဆိုဘာတွေပါမလဲနုတိုက်တတ္တဝါတွေပါမယ်ငှက်တွေပါမယ်တောတတ္တဝါတွေပါမယ်သူတို့ရဲ့တဘာဝတွေသူတို့ရဲ့ရှင်သန်ပုံတွေသူတို့ရဲ့ကြီးထွားပုံသူတို့ရဲ့မျိုးပွားပုံတွေပြီးတော့သူတို့ပတ်ဝန်းကျင်တွေဘယ်လိုပြန်လဲဆက်ဆက်နေလဲဂေဟဖွဲ့စည်းတွေမှာသူတို့ဘယ်လိုပါဝင်တယ်လဲဆိုတာလေ့လာတာကိုzoologyလို့ခေါ်ပါတယ်